တခါတော့ကလူတိုင်းကဒီအရာကအလုံးမဖြစ်နိုင်ပါဘူးဆိုတဲ့ idea တစ်ခုရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီ idea က physics စာအုပ်တိုင်းမှာရှိနေခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါ Master Harry Potter Channel ကနေပြီးတော့မှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့လျှက်စစ်ဖို့အားနဲ့လျှက်စစ်စီးကြောင်းတွေရဲ့ relationship ကိုရှာဖွေတွေ့ရှိသွားတဲ့ science တယောက်အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီ idea ရဲ့နောက်ွယ်ကသူကတော့ George Simon Ohm ဖြစ်ပါတယ်George Simon Ohm ကို1989 မတ်လ16ရက်နေ့ဂျာမနီနိုင်ငံ Allegan မြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ကတော့ပြင်တဲ့သူတူဖြစ်ပြီးသူ့မိသားစုကမချမ်းသာပေမဲ့ပညာရေးကိုတော့အလိုတန်ဖိုးထားတဲ့မိသားစုပဲဖြစ်ပါတယ်။အထူးသဖြင့်သူ့ရဲ့ဖခင်က self educated တူဖြစ်ပြီးသူ့ရဲ့သားတွေကို mathematics, physics, philosophy တွေကိုကိုယ်တိုင်သင်ကြားပေးခဲ့ပါတယ်။ဒါကြောင့်ပဲ Ohm စာငယ်ငယ်ကလေးက science အပေါ်မှာစိတ်ဝင်စားမှုများစွာရှိခဲ့ပါတယ်။ဒါပေမဲ့လည်း Ohm ရဲ့ဘဝကလွယ်ကူမနေခဲ့ပါဘူး။သူ့ရဲ့အသက်10နှစ်မှာအမေဟာဆိုရင်ကွယ်လွန်ဆုံးပါခဲ့ပါတယ်။သူ့ရဲ့ပညာရေးလမ်းကြောင်းမှာလည်းအခက်အခဲများစွာတွေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်းအားမလျှော့ပဲတက္ကသိုလ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲတက္ကသိုလ်တက်ရောက်နေရင်းနဲ့ငွေကြေးရေးအခက်အခဲပြဿနာတွေအတွက်ကြောင့်တက္ကသိုလ်ကနေထွက်ပြီးတော့မှဆွစ်ဇာလန်နိုင်ငံမှာဆရာအဖြစ်အလုပ်လုပ်ကင်ခဲ့ရပါတယ်။အားလုံးသိတဲ့အတိုင်းပဲဆရာတွေရဲ့လစာနေတဲ့အတွက်ကြောင့်သူ့ဘဝအတွက်အဆင်ပြေအောင်နေရတာတော့မလွယ်ကူခဲ့ပါဘူး။သူလုပ်တဲ့ research တွေကိုလည်းလူတိုင်းက serious မယူခဲ့ကြပါဘူးသူရေးတဲ့စာအုပ်တွေကိုဝေဖန်မှုများစွာနဲ့ညှင်းပယ်ခဲ့ကြပါတယ်တချို့တွေကတော့ဒီ idea ကအမှားကြီးလို့တော့ပြောခဲ့ကြပါတယ်ဒါပေမဲ့ Ohm ဟာဆိုရင်လက်မလျှော့ခဲ့ပါဘူးသူ့မှာပစ္စည်းကိရိယာတွေမရှိပေမဲ့သူကိုယ်တိုင်ပစ္စည်းကိရိယာတွေဖန်တီးပြီးလက်တွေ့စမ်းသပ်မှုတွေကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ Ohm အတွက်ကံကောင်းဖို့ရဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့ တယ်လီသိပ္ပံပညာရှင်တူဖြစ်တဲ့ Alessandro Volta ရဲ့ battery inversion က Ohm အတွက်အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ် Ohm ဆိုရင်လျှက်စစ်အကြောင်းကိုနက်နက်ရှိုင်းလေ့လာပြီးတော့မှလျှက်စစ်ဖို့အားလျှက်စစ်စီးကြောင်းရဲ့ relationship ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်1829ခုနှစ်မှာ Ohm ဆိုရင်သူ့ရဲ့ famous work ကိုထုတ်ဝေခဲ့ပါတယ်အဲ့ဒါကတော့ Ohm's law ဖြစ်ပါတယ်ဒါဟာ voltage နဲ့ current တို့ရဲ့ direct proportion ဖြစ်တယ်ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတောင်လူတွေကသူ့ကိုမယုံကြည်ခဲ့သေးပါဘူးနှစ်တွေကြာလာပြီးတဲ့နောက်မှာ Ohm's ရဲ့ work ကိုလူတွေကတမိုးထားလာခဲ့ကြပါတယ် Ohm's ရဲ့ရှာဖွေတွေ့ရှိမှုဟာဆိုရင် modern electricity ရဲ့ foundation ဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့1840ခုနှစ် Royal Society ကနေပြီးတော့မှ Ohm's ကို Polymeter ချင်းမြင့်ခဲ့ပါတယ်အချိန်အကြာကြီး reject လောက်ခံထားရတဲ့သိပ္ပံပညာရှင်တူဦးကိုအတိအမဲ့ပြုခြင်းပဲဖြစ်ပါတယ်နောက်ပိုင်းမှာ Ohm ဆိုတဲ့ unit ကိုတောင်သူ့နာမည်နဲ့ခေါ်ခဲ့ကြပါတယ်ဒီလိုနဲ့ပဲ George Simon Ohm က1854ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ idea ကတော့ယနေ့အထိရှင်သန်နေဆဲဖြစ်ပါတယ် Ohm ရဲ့ဘဝဇာတ်ကြောင်းထဲကနေပြီးတော့မှကျွန်တော်တို့လေ့လာသင်ယူစရာတွေများစွာရရှိခဲ့ပါတယ် Ohm လိုပဲသူ့ရဲ့ idea ကိုလူတွေများစွာညှင်းပယ်ခဲ့ကြတယ်ဝေဖန်မှုများစွာရှိခဲ့တယ်ဒီလိုပဲကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကျွန်တော်တို့ရဲ့ idea တွေကိုလည်းလူတွေမယုံကြည်သေးတဲ့အချိန်ထိကျွန်တော်တို့စူးစမ်းပြီးတော့တက်တည်ပြဖို့လိုပါတယ်ဒီအတွက်ကြောင့်မလို့အားလုံးပဲ believe in your idea ဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်ရဲ့ဒီ knowledge sharing channel ကိုသဘောကျတယ်ဆိုရင် like and follow subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ရော Ohm ရဲ့ဘဝနေရောမှာရရှိတဲ့သင်ခန်းစာတွေကို comment ထဲမှာလည်း discussion လုပ်သွားလို့ရပါတယ်နောက်ထပ်လည်းဘယ်လိုမျိုး knowledge sharing အကြောင်းတွေကိုလုပ်စေချင်လဲဆိုတော့ comment မဲ့သွားလို့ရပါတယ်အားလုံးပဲ see you in the next video bye bye